အားလုံးပဲမင်္ဂလာပါရှင်ချွေး channel နေအားလုံးပြန်လဲကြိုဆိုလိုက်ပါဒီနေ့မှာတော့သူမျိုးတက်ဘိုင်းတရောဘိုင်းနေရောဘိုင်းတော့ဘိုင်းလေးမှာရေးဟညီမလေးကစပွဲပေါ်မှာဟင်းဘယ်လိုတင်ရလဲဆိုပြီးပြောထားပါတယ်ဒီ comment ကိုမကြည့်လိုက်ပေါ့နော်မှာတွေ့ရပါတယ်ဒီနေ့မှာတော့စပွဲပေါ်မှာဟင်းဘယ်လိုတင်ရလဲဆိုတာနဲ့ပြောပြမှာဖြစ်ပါတယ်ပြီးတော့ channel လေးဘာပြောပြရမလဲဆိုတာကို comment အောင်လေးမှာရေးသားပေးကြပါအောင်เนาะအဲ့တော့ video လေးကိုပဲစလိုက်ရအောင် let's go ပထမဆုံးခိနေရောက်ပြီဆိုလို့ရှိရင်တော့ချူတို့ကခဏရင်နော်ပထမဆုံးကတော့မီနူရဲဝင်လိုက်ရပါမယ်မီနူရဲမဝင်ရင်ကိုထိုင်ခြင်းနဲ့စပွဲခုံပေါ်တော့ထိုင်ရမှာပဲဖြစ်ပါတယ်ရှင်ကိုကတကယ်တမ်းလို့ဒီမှာဒီ sofa form မှာ coffee တောက်ချင်နေဆိုလို့ရှိရင်လည်း coffee တောက်လို့ရတယ်ပထမဆုံးဒီမှာလုပ်ပြမယ်ဒီမှာထိုင်လိုက်ပါပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာမီနူရဲဝင်လိုက်ပါရှင်ပြောရရင်တော့ထုံးစံအတိုင်းပဲ poster ကိုမဝင်ဖြစ်ဝေရမှာပဲဖြစ်ပါတယ်။ poster ဝင်လိုက်ပါ။ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ချူရိုရီကဒီဘက်တောင်လုံးလေးမှာပေါ့နော်။ဒီဘက်တောင်ဆုံးလေးမှာတွေ့ရပါလိမ့်မယ်။ဒီ table ဆိုတာလေးလေ table ဆိုတာလေးတွေ့ရပါလိမ့်မယ်။အဲ့ဒီ table လေးကိုနှိပ်လိုက်ပါရှင်။ table ကိုနှိပ်ပြီးသွားလို့ရှိရင်တော့ဒီဘက်ဘေးနားလေးမှာပေါ့နော်။အများကြီးပါပဲပေါ်လာလေးပါမယ်စားတော့အဲ့ဒါဆိုလို့ရှိရင်မှာပီဇာ try ဆိုတာပါဆိုလိုက်ပဲအားလေးကိုနှိပ်လိုက်လို့ရှိရင်လည်းဒီမှာပီဇာစားလို့ရပါပြီရှင်ဒီမှာဆောင်းဝက်ဆိုရင်လည်းဆောင်းဝက်လေးကိုနှိပ်လို့ရပါတယ်တခုရှိရတော့ထိုင်မနေလို့ရှိရင်လောကကိုစားလို့မရပါဘူးရှင်ဒါဆိုရင်ချူဆောင်းဝက်ကိုစားပြရပါတော့စားမယ်ဆိုလို့ရှိရင်တော့ဒီဘက်ထောင်ဆုံးလေးကဒီအားလေးကိုနှိပ်လိုက်ရပါမယ်ဒါဆိုတော့သူ့ဘာနေဆိုစားသွားလိမ့်ပါပဲဖြစ်ပါတယ်ရှင်ပြီးသွားပြီဆိုရင်တော့ဆိုဖာပေါ်မှာဘယ်လို coffee တောက်မလဲဆိုရင်ဆောနာအတိုင်းပဲ menu ရဲ့ဝင်ပြီး poster ကိုပြန်ဝင်လိုက်ပါပြီးသွားပြီဆိုရင်တော့ဆောနာအတိုင်းပဲ table ကိုတက်အောင်ဝင်လိုက်ရပါမယ် okay table ကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ table လေးကအောက်ကိုနည်းနည်းလေးတွားလိုက်ပါမယ်တွားပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ coffee တို့ milk တို့ကျန်တာရေးပါနော်ရှိအောင်ပါပါအတဲမှာကျူအခု milk ကိုအရင်တောက်ပြပါပေါ့နော်ပထမဆုံးတင်တာဒါဒီလိုဖြစ်နေရပါတော့ကိုကဒါလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်အဲ့လိုမဖြစ်တော့ပါဘူးရှင့်ကိုကနေဆိုဒီတိုင်းလေးတောက်သွားလိမ့်ပါမယ်ပြီးရင်တော့ကိုကတကယ်တိုင်းလို့ coffee တောက်ချင်တယ်ဆိုရင်လည်းအတိုင်းပဲပေါ့နော် coffee လေးကိုဒီမှာယူလိုက်ပါယူဝိုင်းဆိုတော့ဒီတိုင်းမချခင်တာလေးပေါ်မှာ coffee ကပြန်နေမှာပေါ့နော်တောက်လိုက်လို့ရှိရင်တော့ဒီတိုင်းလေးပဲအစီလေးတော့ကနေဆိုအစီမြေတလူလေးဖြစ်သွားလိမ့်ပါပဲရှင့်ပြီးရင်ဒီမှာပေါ့ပြီးကြတော့ဖုန်းဘယ်လိုထုတ်ကြတာလဲလို့မေးထားတဲ့သူတယောက်လည်းရှိပါသေးတယ်အဲ့တော့ဖုန်းဘယ်လိုထုတ်ကြလဲဆိုတာကိုပြပြပါမယ်ဖုန်းကတော့ပထမဆုံးကိုသုံးချင်တဲ့နေရာကိုသွားလိုက်ပေါ့နော်ဖုန်းကိုအကြာကြီးပြောထားချင်တယ်ဆိုလို့ရှိရင်လည်းကျူးစနာပြောတယ်လို့ပဲဒီမီနူရဲကိုဝင်လိုက်ပါမယ်တွားရင်တော့စနာအတိုင်းပဲ poster ဝင်လိုက်ပါမယ်ပြီးွားရင်ဖုန်းကကြတော့ဘယ်နေရာမှာရှိမလဲဆိုရင်ဒီမှာ left hand နဲ့ right hand ဆိုတာလေးရှိပါမယ်အခါကျလို့ရှိရင်ကိုက left hand ကိုသွားလို့ရှိရင်left hand ကိုသွားလို့ရှိရင်တော့ဒီဘက်အပေါ်တောက်ဆုံးလေးမှာပေါ့နော်ဒီအပေါ်တောက်ဆုံးလေးမှာဒီဘာဖုန်းဆိုတာပဲပေါ့နော်အဲ့ဒီအရာလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ဖုန်းသုံးတာပေါ့နော်ဒါကတော့ရိုးရိုးတန်းတန်းဖုန်းသုံးတာပဲဖြစ်ပါတယ်ပြီးသွားရင်တော့ကိုမလိုချင်တဲ့အောင်ဆိုလို့ရှိရင်တော့ဒီမှာဒီအမားချစ်ကလေးကိုနှိပ်လိုက်ပါရှင့်အဲဆိုရင်လည်းပြောက်သွားလိမ့်ပါမယ်right hand ကိုတွားကြည့်မယ်ပေါ့နော် right hand ကိုတွားကြည့်ပါမယ် right hand ကကြတော့ right hand မှာလည်းဖုန်းပုံစံတစ်ခုရှိပါသေးတယ် right hand မှာကြတော့ဒီမှာပါအဲ့ဒီဟာလေးကိုနှိပ်လိုက်ပါပေါ့နော်အဲဆိုလို့ရှိရင်တော့ဒီလိုမျိုးသူကအိတ်ကတ်တွေကနှိပ်ပြီးတော့ဖုန်းပြောရဲအဲ့ဒါမျိုးထက်ကတက်လေးလုံးနေရမကြိုက်ဘူးဆိုလို့ရှိရင်တော့အတိုင်းထားပြီးတော့ဒီထဲကိုဝင်ရမှာဖြစ်ပါတယ်ထဲကိုဝင်ရမှာဖြစ်ပါတယ်အဲ့လေးကိုဝင်လိုက်ပါဝင်လိုက်ဆိုလို့ရှိရင်တော့ဒီမှာဒီအပေါ်မှာပေါ့နော်ဒီပေါ်မှာဒီလိုမျိုးတွက်လာလိမ့်ပါမယ်အခါကျလို့ရှိရင်တော့ချူရိုကဒီမှာပေါ့နော်ဒီဒုတိယအော်ဆိုရဘေးနားရဲ့ဟိုဘက်ဘေးနားလေးမှာဘာဆိုလာပဲပေါ့နော်အားလေးကိုနှိပ်လိုက်ပါအဲ့ဆိုရင်တော့ဒါကတော့ဒါဆိုလို့ရှိရင်တော့ကျူပါဒီဘက်ဘေးနားမှာပေါ့နော်
ဒီအောင်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးလက်ပုံတိုင်းဖြစ်သွားလိမ့်ပါမယ်ပြီးသွားရင်တော့ဒီဘက်ကဟာလေးကိုတော့14ရအောင်လို့လုပ်ပြလိုက်ပါမယ်14ရဘာမှကြည့်ရလဲဆိုလို့ရှိရင်တော့ဒီမှာပါဒီမှာပေါ့နော်ဒီမှာကနန်းလေးတွေ့ရပါလိမ့်မယ်ဒါဆိုတော့3ဖြစ်သွားပြီပေါ့နော်3ဆိုလို့ရှိရင်မှာ4 5 6 9 10 11 12 13 14ဆိုရင်ဒီတိုင်းကင်တာဖြစ်သွားပြီပေါ့နော်ဒါကတော့ဒီတိုင်းကင်တဲ့ပုံလေးပဲဖြစ်ပါတယ်ဖုန်းကင်လို့ဝိုင်းလို့ရှိရင်ကိုဖြောက်ချင်တယ်ဆိုလို့ရှိရင်ဒီ right hand ကိုသွားပြီးတော့ပြန်ပြီးဖြောက်လိုက်ဦးမှာပဲရှင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်တီးချင်တာလေးရှိလို့ရှိရင်လည်းမေးသားလို့ရပါတယ်ပေါ့နော်ကျူးအရင်တော့ကကျူးကိုဆာကူရာတင်တော့အပိနေတူရပဲပျောက်သွားကြတယ်တော့မသိဘူးပေါ့နော်အဲကြောင့်အခု fan တစ်ကလေးဖြစ်ဖြစ် fan အဟောင်းလေးလည်းအပြန်ပြီးတော့အပိလို့ရအောင်လို့ကျူးကိုsubscribe လေးနဲ့ like လေးနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်အဲ့ဒါတော့တခြားကျူးတင်မဟုတ်ဘူးနော်သူများတခြားသူတွေလည်းပြောမှာတခြားခိုင်တို့စမတ်တို့စမိုက်တို့အဲ့လိုမျိုးလည်းပြောချမှာပဲရှင်ချူတယောက်တည်းမပြောပါဘူးအားကြောင့်မလို့ channel ကို subscribe လေးနဲ့ like လေးနဲ့ပြီးတော့ချူတင်တဲ့များဟာလေးအားလုံးလေးနာနာအောင်လို့ပြီးရခေါင်းလောက်လေးပါတိုင်းနေပြီးခဲ့ပါအားလုံးပဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ပေါ့နော်အဲ့တော့အားလုံးပဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲ bye bye